ဆိုအားလုံးပဲမင်္ဂလာပါ hello အခုပေါ့နော်ဘယ်လိုပြောရမလဲကျွန်တော်ဘာမှမစဉ်းစားထားဘူးပေါ့နော်ဗီဒီယိုလုပ်လို့မလဲမသိဘူးမစဉ်းစားထားဘူးပေါ့ဒါပေမဲ့ဘယ်လိုကောင်းမလဲကျွန်တော်မျက်နှာတက်နေရပေါ့မျက်နှာတက်ပြီးတော့ skin care လုပ်နေတယ်ကျွန်တော်ဟိုဒါ skin care လုပ်ပြီးတော့ဆိုပေါ့နော်ရေချိုးကောင်းရှော့ skin care လုပ်ပြီးတော့ဆိုပုံပေါ့ကျွန်တော်စဉ်းစားပါပေါ့နော်ကျွန်တော်ဗီဒီယိုလုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်အမြဲကျွန်တော်စဉ်းစားပါပေါ့အရင်ကဆိုကျွန်တော်အဲ့လိုမျိုးတင်မလားဟို gaming video လို့ကျွန်တော်အဲ့လိုမျိုး home TV ဟာမျိုးကျွန်တော်အဲ့လိုလုပ်တယ်ပေါ့နော်ဟုတ်တယ်ကကျွန်တော်လုပ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်အဲ့လိုမလုပ်ဘူးလို့ဆိုတော့အခုအချိန်မရှိနေဘူးပေါ့နော်အဲ့လိုမျိုးလုပ်ဖို့အတွက်အချိန်မရှိနေဘူး game ဆောအချိန်မရှိရတဲ့မျိုး video editing ကိုလုပ်အဲ့လိုမျိုးတင်မလားတေချာ detail လုပ်ဖို့အတွက် edit လုပ်ဖို့အတွက်လို့မျိုးစဉ်းစားများလာတော့တင်မလားမလုပ်ဖြစ်ဘူးပေါ့နော်ဒီချိုးကောင်းရှော့နေမျက်နှာတက်ဘာစဉ်းစားလဲဆိုတော့ဘာမှမစဉ်းစားဘဲနဲ့ကျွန်တော်ဗီဒီယိုကောက်လုပ်လိုက်ရင်အကောင်းမလားဆိုပြီးကျွန်တော်တင်မလားစဉ်းစားများလာရင်မလုပ်ဖြစ်တော့ဘူးလေဆိုတော့အဲ့ဒါနဲ့ကျွန်တော်အခုဗီဒီယိုကောက်လုပ်တော့မနော်ဒါပေမဲ့တကယ်မျိုးဘာ idea မှမရှိဘူးတော်ကီဖုတ်တဲ့ဟာမျိုးပဲပြောရမှာဟိုပြောတည်ပြောညပြောင်း idea ထွက်လာမှာပေါ့ခုပြောလို့ရပါတယ်ဆိုတော့ကျွန်တော် net တော့ဘာလုပ်နေလဲဆိုတော့ကျွန်တော် journaling ကျွန်တော်လုပ်နေရပေါ့ journaling ကပြောရင်တော့ကျွန်တော်လည်းအရင်ကအဲ့လိုမျိုးဒီလိုjournaling ပြောလိုက်ဒီဘက်ပါလဲဟာပေါ့နော်ဒီဘက်အရင်ကကျွန်တော် how to video တွေလုပ်ပြီးတော့ gaming video လုပ်ပြီးအခုဘာဖြစ်သွားလဲဆိုတော့တဲ့မှာအဲ့လိုမျိုးအတွေ့အဲ့လိုမျိုးစဉ်းစားမိပေါ့နော်ကျွန်တော်လည်းအရင်ကစိတ်ဝင်စားအောင် journaling နဲ့ပတ်သက်ပြီးအဲ့ဒီဟာတီးရုံမတီးအောင် journaling ဆိုရအဲ့ဒီဟာမျိုးကိုတီးတာဒါပေမဲ့ကျွန်တော်ငုံခဲ့တလားခွဲတော့လာမယ်ကျွန်တော်စပြီးတော့ကျွန်တော် journaling ကျွန်တော်စပြီးတော့လေ့လာပေါ့ဟို basically journaling ကဟိုမသိရလူတွေတော့ပေါ့နော်ဒီ video ကြည့်ရလူပေါ့မသိရလူတော့ကကျွန်တော်နားလဲတယ်လို့ပြောမယ်ဆိုရင်ဟို basically diary လိုမျိုးပဲကွာဒါပေမဲ့ဘယ်လိုမျိုးလဲဆိုတော့like ကိုယ့်ရဲ့ဒီလိုခေါ်မလဲစဉ်းစားရဟာမျိုးကိုယ့်အတွေးမျိုးစုံဟောတည်ရမလားဟိုခြာကြီးရမျိုးလို့မျိုးစုံရှိရကွာကျွန်တော်တည်တယ်လို့ဆို journaling မှာတော့မျိုးစုံ꿰ရကွာဒါကျွန်တော်ကဘယ်လိုမျိုးနေမှာတုံးလဲဆို journaling ကိုကျွန်တော်အဲ့လိုမျိုးအတွေးတွေလို့ပါလို့ကျွန်တော်လည်းချပြီးတော့ဟိုရေးဖို့နေတနေရာလို့ကျွန်တော်သဘောထားပြီးကျွန်တော်ရေးရပါတော့ဟို diary တော့မျိုးလည်းဖြစ်ကောင်းဖြစ်နေပြီပေါ့နော်ကျွန်တော်တုံးချနေပုံစံဆိုတော့စားလို့မျိုးကျွန်တော်လုပ်တယ်ပေါ့နော်ကျွန်တော်မျိုးစုံမှာကျွန်တော်လုပ်တယ်အဲ့လိုမျိုးဟိုတရက်ဘာလုပ်မလဲအဲ့လိုမျိုးအရင်ဆိုရင်တော့ဖုန်းက note memo ဆိုတဲ့ application တော့သုံးပြီးတော့လုပ်တယ်ဒါပေမဲ့အခုနောက်ပိုင်းကျွန်တော်ဘာလို့ဆိုတော့တကယ်စာအုပ်ကျွန်တော်ချရေးပြီးတော့ကျွန်တော်တရက်ကျွန်တော်ဘာလုပ်မလဲဆိုတာရေးရပေါ့နော်ဆိုတော့ပြီးရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စဉ်းစားဘယ်လိုမျိုးစဉ်းစားမိတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ဘာလုပ်မိပေါ့လဲလို့ဖြစ်သွားလားအဲ့လိုမျိုးပေါ့နော်နည်းနည်းပြောရင်တော့နည်းနည်းရှုပ်တယ်ကျွန်တော်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကျွန်တော်လုပ်ဖြစ်နေပေါ့အဲ့လို diary လိုမျိုးတက်အုပ်ရယ် daily သုံးမဲ့ဟာတက်အုပ်ရယ်ပြီးတော့ကျွန်တော်မှအဲ့လိုမျိုးတော့ဆိုရင်အဲ့လိုမျိုးဟောပြေးအောင်ပြေးနေပြီခေါ်ဒါဆိုရင်ကျွန်တော် diary လိုမျိုးသုံးတက်အုပ်ရယ်ဒါဆိုရင်ကျွန်တော် daily text ဆိုမျိုးသုံးတက်အုပ်ရယ်ဒါတော့ဒီကောင် use schedule book ပြီးတော့ဒါဆိုရင်ကျွန်တော်အိတ်ကတ်ထဲမှာကျွန်တော်အမြဲထည့်တာကျွန်တော်အိတ်ကတ်ထဲမှာအိတ်ကတ်ဆိုဘောင်းမအိတ်ကတ်ထဲမှာဒါရယ်ကျွန်တော်ဘောပင်ကျွန်တော်ရေးလို့ကောင်းတဲ့ဘောပင်နှစ်ချောင်းနဲ့ကျွန်တော်ထားတယ်အမြဲကျွန်တော်ဘောင်းမထဲမှာအမြဲရှိဆိုဘောင်းမအိတ်ကတ်ထဲမှာအမြဲရှိဘောင်းမအိတ်ကတ်မဟုတ်လေဟောဒီအပေါ်အင်ကြီးရဲ့အဲ့လိုမျိုးjacket ရဲ့အဲ့လိုမျိုးဟိုတည်းမလား jacket မှာဆိုအမြဲကျွန်တော်အတွင်းကတခုရှိရလေအဲ့လိုမျိုးကျွန်တော်အမြဲထည့်ရပါအဲ့လိုမျိုးဘာလဲဆိုတော့
ဒါဆိုတော့ဟိုမှာတင်မလားကျွန်တော်မှာအခုရုပ် in ဆိုတာကျွန်တော်လို့မို့ခေါင်းထဲမှာကျွန်တော်တွေးဝင်လာတယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်ချရေးခြင်းစိတ်ရှိရကြကျွန်တော်ချရေးဖို့အတွက်ကိုကျွန်တော်ဒီလိုမျိုးတော့တေးသေးလေးတော့ကိုကျွန်တော်ထားထားပါနော်အများကြီးပဲကျွန်တော်ဟိုလို့ပေါ့နော်ဟိုအများကြီးပဲကျွန်တော်ကျွန်တော်ချယူဖို့တော့ပေါ့နော်ရ in ဆိုတော့ကျွန်တော်ဒီလိုအဲ့ in the moment ပေါ့နော်အဲ့ကျွန်တော်ကောက်ယူဖို့အတွက်ကိုကျွန်တော်တော့တက်တက်လေးကျွန်တော်ထားရတယ်မကဲနဲ့3လေးအောင်လေးအောင်ဒါတော့ဒီတိုင်းရိုးကျွန်တော်အဲ့လိုမျိုးတည့်ဟိုမှာဟို calendar လိုမျိုးcalendar လိုမျိုးပါကွာဘယ်နေ့ကဘာရှိလဲဘယ်နေ့ကအကြောင်းကဘာရှိလဲဆိုတဲ့ဟာလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်အကြောင်းကဘေးစာအုပ်ကျွန်တော်ပို့သုံးပြတယ်တရားအဲ့လောက်ထိကျွန်တော်အဲ့ဒီမတုံးဒါပေမဲ့နောက်ပိုင်း3ဖြစ်အောင်တော့သုံးတယ်ကိုယ့်အကိုtotal 9အုပ်လို့ပြောရမှာပြပါရှိတယ်အော်ပြီးတော့ကျွန်တော်မနက်ပြောရင်ကျွန်တော်အကြောင်းလည်းနည်းတေးကျွန်တော်ပြောမှဆိုရင်ပေါ့နော်ဒီရိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုစပြီးတော့ဖြစ်လာလဲဆိုတော့မလုံးဝအရင်မြက်ကနေကျွန်တော်ပြောရဆိုရင်ကျွန်တော်ငယ်တော့ပေါ့အဲ့လိုမျိုးဒီ society နဲ့ပတ်သက်ပြီးတော့ကျွန်တော်ငယ်ပေမဲ့ကျွန်တော်အဲ့လိုမျိုးကကျွန်တော်အရင်စဉ်းစားရတယ်ကျွန်တော်ရန်နေရအဲ့လိုမျိုး society နဲ့ပတ်သက်ပြီးတော့ဥပမာကျွန်တော်ငယ်တွေကဥပမာပြောမှဆိုရင်cosplay ကျွန်တော်လုပ်တယ်ကွာလုပ်တယ်ဆိုရင်သိရမလားအဲ့လိုမျိုးအဲ့ဒီလူတွေရဲ့အဲ့လိုမျိုးဟာတွေကျွန်တော်သိရမလားအဲ့လိုမျိုးဟာတွေကြည့်ပြီးတော့ဘယ်လိုပေါ့မလဲဆိုတော့ environment ဒီ cycle တစ်ခုပဲပြောပေါ့အဲ့မှာဖြစ်ပြနေတဲ့ဟာတွေကျွန်တော်မြင်ဘာလို့လို့ဖြစ်တာလဲလို့သိရမလားမဘာလို့လူတွေကဒီလိုမျိုးပြောရလဲနည်းနည်းပြောမှဆိုရင်နည်းနည်းငယ်လေးကကျွန်တော်နည်းနည်းအတွေးများတယ်အတွေးရမ်းတွေးတယ်အရင်တွေးလို့ပြောရမှာအတွေးရမ်းလွန်တယ်ပြောရမလားအရင်တွေးရလို့ပြောရမှာအဲ့လိုမျိုး philosophical sense အဲ့လိုမျိုးကျွန်တော်အရင်တွေးရတာဘာလို့ဒီမျိုးစကားပြောပါအဲ့လိုမျိုးကွာတွေးရပါတော့အဲ့လိုမျိုးတွေးနေဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အဲ့လိုမျိုးဘယ်လိုခေါ်လဲခက်တယ်ပြောပြရမှာဒါပေမဲ့ဟိုအစင်မပြေရလေးရှိရပါတော့ကိုငယ်လေးကအဲ့လိုမျိုးဟိုကြောင်းကိစ္စတော့ကြောင်းကိစ္စပါတော့အဲ့လိုမျိုးဟိုလို့ပေါ့နော်ဟိုအိမ်က family ကိစ္စတော့ family ကိစ္စတော့အဲ့လိုမျိုးတွေသိရမလားမျိုးစုံပေါ့နော်ကလေးဆိုစဉ်းစားပါပြီလဲဆိုတော့ကျွန်တော် depression လို့ဆိုဖြစ်တယ်ပေါ့နော်ဖြစ်တော့ကျွန်တော်ဒါပေမဲ့အဲ့ရမတိုင်ခင်အဲ့ဒီဝင်ကျင်မှာပေါ့နော်ကျွန်တော်ရဲ့အဖေကကျွန်တော်စဉ်းစားကြည့်ကျွန်တော်စောက်လေးကျွန်တော်ပေးကျွန်တော်လက်ဆောင်ပေးရော့အင်းမိဒါဖတ်ဖို့အတွက်မျိုးပေးမယ်ဆိုလို့ဒါဆိုရင်ကျွန်တော်အဖေပေးစောက်တဲ့အိုးပေါ့နော်ဒါလည်းနောက်တော့ပေါ့နော်ဒါပေါ့ကျွန်တော်ပေးရစောက်တယ်လို့ပေးတေးလေးပေးလို့ဖတ်ဖို့ဒါပေမဲ့ကျွန်တော်ရင်ကအရင်ကကျွန်တော်အဲ့စာဖတ်ရလို့စာရေးရတော့ကျွန်တော်လုံးဝဟောတော့ပေါ့ကျောင်းစာတော့ကျွန်တော်မလုပ်ချင်တာတည်းမှာဒါမျိုးဆောက်လို့ကျွန်တော်မဟုတ်ဖတ်မှာလားတည်းမှာဘာလို့ဖတ်မှာလဲကျွန်တော်ပြောနေတာကျွန်တော်ဖေးပေးရဆောက်လို့ကျွန်တော်ပေးရတော့ကျွန်တော်ပျော်ရပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးစဉ်းစားပြီးတော့ကျွန်တော်အဲ့လိုပေးရအတွက်ကို appreciate ဖြစ်တော့ပေါ့ဒါပေမဲ့ကျွန်တော်မဖတ်ဘူးပေါ့ကျွန်တော်တေးစားလေးကျွန်တော်ထားတယ်အခုချိန်နေစောက်တယ်ဒီတန်းလေးပဲကျွန်တော်တေးစားထားရတယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်လုံးမဖတ်ဘူးတက်ထားတယ်ကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီတစ်ချိန်ကျတော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ရုပ်ပြည့်ကြီးကျွန်တော်စောက်အဲ့ဒီလူမှုဆက်ဆံရေးဟာနဲ့ပတ်သက်ပြီးကျွန်တော်အရင်စိတ်ဝင်စားလာအောင်เนาะကျွန်တော်အဲ့ဒီပြောရင်ကျွန်တော်အဲ့ဒီဟို psychology ပေါ့
psychology လို့ philosophy လို့ကျွန်တော်အဲ့ပတ်သက်ပြီးတော့အရင်စိတ်ဝင်စားတာဆိုတော့လည်းဘာဖြစ်လဲဆိုတော့အဲ့တုန်းကကျွန်တော်စိတ်ကအဲ့လိုမျိုးဖြစ်နေချိန်မှာအဲ့ဒီအဲ့လိုစိတ်တိမှတ်တာအဲ့လိုမှတော့စားအုပ်ရောင်းနေရကွာဈေးရန်ပေါ်ကွာစားအုပ်တွေအရင်လုံးရောင်းနေလို့ဖြန့်ပြီးရောင်းနေအဲ့ဒါကျွန်တော်ဘာလဲဆိုအရင်ဆုံးကျွန်တော်ဒီစားအုပ်ပြရင်တော့ရည်ရလိမ့်မယ်အခြေခံလူမှုဆက်ဆံရေးနီးနာများဆိုပြီးတော့ဒီလိုစားအုပ်တော့မရှိဘူးကျွန်တော်မှတ်မိတယ်လို့900တွေ့လား900ဆိုတော့ကျွန်တော်တတိလေးပဲစောဘယ်နှမျက်နှာမှမရှိဘူး60နဲ့6မျက်နှာစောတတိလေးပဲအဲကျွန်တော်ဖတ်လို့လွယ်ပေါ့တကယ်မလားစောလို့တတိလေးပေါ့ပထမဆုံးကျွန်တော်စဖတ်တဲ့စောဒီစောအခုချိန်နေကျွန်တော်ရှိတော့မှကျွန်တော်စမှာကျွန်တော်3-4ခေါက်ရှိပြီကျွန်တော်ဖတ်တာတော့ပထမတစ်ခေါက်ဖတ်တယ်ကျွန်တော်နောက်ကျော်ကျွန်တော်စောဖတ်တက်လာတဲ့အချိန်မှာတော့ဗာလဲဆိုတော့အဲ့လိုမျိုးဘယ်လိုကောင်းမလဲအဲ့လိုမျိုးဟန်းလေးကျွန်တော်သဘောကျတဲ့နေရာမျိုးတွေပေါ့နော်အဲ့လိုမျိုးဟန်းလေးကျွန်တော်တားရမျိုးကျွန်တော်လုပ်တယ်ဒါလေးကျွန်တော်ဖတ်ပြီးသွားတယ်ပြောလို့ဆိုဒါပေမဲ့ဖတ်တာကြာပြီးတော့ကျွန်တော်သိမမှန်ပြီးတော့ဒါတော့ဆိုတော့ပြန်ဖတ်ဖို့ကျွန်တော်အစီအစဉ်ရှိတယ်ဒါပေမဲ့ anyway ထားတော့ဒါအရင်ဆုံးကျွန်တော်စာဖတ်တဲ့ကျွန်တော်စာအုပ်ဒါပြီးတော့ကျွန်တော်ပြန်တော့စာဖတ်တဲ့စာအုပ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်အဲ့ဒါဆိုကျွန်တော်သိရပါတော့ဟောဒီလိုမျိုးဆောက်တယ်ငါကြိုက်တယ်ဆိုလို့စာဖတ်တယ်အဲ့ဒါနဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့ဒီကျွန်တော်စာအုပ်အဲ့စာကျွန်တော်စာအုပ်အဲ့လောက်ထိကျွန်တော်ဟိုဝါသနာပါတော့မဟုတ်ဘူးနော်ဒါပေမဲ့ကျွန်တော်ကိုယ့်အကိုသိသွားပေါ့ကိုကဒီလိုမျိုးစာအုပ်သဘောမျိုးပုံဒီလိုမျိုး psychology philosophy ကနဲ့ပတ်သက်ပြီးဟိုစာအုပ်တွေသဘောကျဆိုတော့ကိုယ့်အကိုသိသွားပေါ့ကျွန်တော်ရောက်တော့ကျွန်တော်စာအုပ်ဝယ်ရင်စိတ်ကျွန်တော်ဖြစ်တာတော့ကျွန်တော် philosophy နဲ့ပတ်သက်ပြီးကျွန်တော်ရှာဟို psychology ပေါ့နော်အဲ့ကျွန်တော်ရှာတော့စာအုပ်ရှာတော့ကျွန်တော်တော့လူကန်းသိမှာပါဒီစာအုပ်ကျွန်တော်အဲ့ဒီစာအုပ်ကျွန်တော်ထူကြီးပဲ dictionary နဲ့တော့တူကျွန်တော်ဒီစာအုပ်တွေ့ကျွန်တော်လက်အောင် dictionary နဲ့တူတယ်ကျွန်တော်အများကြီးပဲဘယ်နဲ့လာလဲစာမျက်နှာပေါင်း450ကျော်450ကျော်48 laws of power ဆိုတာဟိုpsychological စာအုပ်တော့တင်မလားဟိုသိချင်တယ်ဆိုရင်ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တက်ဗီဒီယိုတစ်ခုတက်လို့ထည့်လို့မယ်ပေါ့နော်စာအုပ်နဲ့ပတ်သက်ပြီးတော့ဒါပေမဲ့ဒါတကယ်မျိုးဆိုအဲ့လိုမျိုးခုနကကျွန်တော်ပြောမှဆိုရင် psychology နဲ့ပတ်သက်ပြီးရှင်းပြရဟာမျိုးလို့အဲ့လိုမျိုးဟိုဘယ်လိုကောင်းမလဲအဲ့လိုပေါ့နော်ဒီလူတွေရဲ့ဒီစိတ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ရင်ဘာဖြစ်မလဲဘယ်လိုလုပ်ရင်ဒီစိတ်ကဘာဖြစ်လို့ပြောပြရှုပ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပုံစံမျိုးဒါပေမဲ့အဲ့လောက်ထိမလွယ်ဘူးဒီစာအုပ်ဖတ်ရတာပြောမှဆိုရင်အဲ့လိုဒီတကယ်ဘယ်လိုကောင်းမလဲ history မှာဖြစ်ခဲ့တဲ့ဟာတွေကိုဘယ်လိုကောင်းမလဲ example ပြပြီးတော့ဒီလိုပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြန်ရှင်းပြရတဲ့ဟာကိုဒီလိုကဘာလို့ဒီလိုလုပ်တာလဲဆိုတော့အဲ့လိုမျိုးပေါ့နော်ပြီးတော့မှနောက်ဆုံးကျမှအဲ့လိုတော့ပြန်ရှင်းပြဟာမျိုးလေးလို့ရှုပ်တယ်စာအုပ်ကအရှိပဲဟို dictionary ဖတ်စာအုပ်ကျွန်တော်ဒါကိုကျွန်တော်ပြီးအောင်မဖတ်ရသေးဘူးလုံးဝကျွန်တော်ပုံရတော်ကြာပြီမပြီးသေးဘူးဆိုဖတ်ဖို့လည်းကျွန်တော်ပြင်းလာလို့မနက်တော့ဆိုဖတ်လို့ပြင်းလာလို့ဖတ်နေကျွန်တော်တော့လောက်ကျွန်တော်ရှိပြီဖတ်တာဒါပေမဲ့ဖတ်နေပြင်းလာလို့ကျွန်တော်အချိန်ရင်းပြီးဖတ်ရခက်တယ်စာအုပ်ပေါ့ဒါဒီဥစ္စာကကျွန်တော်ဟိုဂျပန်မလာခင်ကျွန်တော်ဒီပလဲကွန်တို့အောက်မှာစာအုပ်ဆိုင်ရှိတယ်ဒီစာအုပ်ဆိုင်မှာကျွန်တော်ဆရာမကကျွန်တော်အဲ့ဂျပန်မသွားရင်ဆိုပြီးကျွန်တော်ဒီစာအုပ်ကျွန်တော် present ရပြီကျွန်တော်ဒီဟာကိုကျွန်တော်ဖတ်တယ်ပေါ့နော်ပထမဆုံးအချိန်ကျွန်တော်ဘဝမှာဒါခဏလေးနဲ့ကျွန်တော်ဒီစာအုပ်ကျွန်တော်တစ်ခါကျွန်တော်ပြီးသွားဒီစာအုပ်ဖတ်တာဘာလို့ဆိုကျွန်တော်ဂျပန်ကျွန်တော်မြန်မာကျွန်တော်ရန်ကုန်ကနေပြီးတော့ကျွန်တော်ဒီဂျပန်ကိုလာတဲ့ဒီလမ်းတောက်လျှောက်ပေါ့နော်လမ်းတောက်လျှောက်ကိုကျွန်တော်ဒီဟာကျွန်တော်ဖတ်လာတာကျွန်တော်ဖတ်လာတာတစ်ခါလေးကျွန်တော်ပြီးတော့ဂျပန်ရောက်လို့ကျွန်တော်ဂျပန်မရောက်ခင်ကျွန်တော် transit စီပြီးတော့အဲ့ရထားတော့ပဲတင်ပေါ်မှာကျွန်တော်
ဒီဆောင်းကျွန်တော်ပြီးသွားတာကျွန်တော်ကိုယ့်ဘာလို့ကျွန်တော်မယုံပါဆိုတော့ကျွန်တော်တည်ရမယ်ကျွန်တော်ထားလို့စောင်းကျွန်တော် addictive ဖြစ်ကျွန်တော်ဖတ်တာကျွန်တော်ထားမရှိဘူးဗျအဲကျွန်တော်ဒီစောင်းကျွန်တော်စောင်းကဖတ်ရလွယ်လို့ခေါ်မလားမသိရစောင်းလေးကမသိရကျွန်တော်ဒါလည်းဆိုလို့မျိုးဘယ်လိုခေါ်မလဲ self development စောင်းပဲကွာဟို among guide to happiness ဆိုပြီးဟိုစံဖုန်းကြီးတစ်ပါးနေပြီးတော့ရေးထားစောက်ပေါ့နော်။ဇိုးဖတ်လို့ကောင်းတယ်။ဆိုတော့ကိုယ့်ကတော့ကျွန်တော် surprise ဖြစ်သွားတယ်နော်။ဖတ်လို့လွယ်ပါလား။ထားပြီးတော့ဆိုကျွန်တော်ထူစောက်ကျွန်တော်ထားကျွန်တော်ဖတ်ဖို့ပေါ့။အဲကျွန်တော်ဖတ်ပြတရားကိုကြိုက်ပါပါလား။အော်စောက်ဖတ်တာတော့ကြာတာပဲဆိုပြီးတော့ဖြစ်သွားပါနော်။ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဒါမျိုးကျွန်တော်ဖတ်တယ်။ထပ်ပြီးတော့ဒါတော့တိမှာပါဒါတိုင်းလဲနာမည်ကြီးစာအုပ်တွေပဲဟိုပါလဲ subtle out of not giving a fox ဒါမျိုးလို့နောက်ပြီးတော့ပါရှိအောင်ပြီးတော့ပါလဲunfuck yourself လို့ဟုတ်တယ်ဒီဟာဒါနဲ့ကျွန်တော်လက်ဆောင်ကျွန်တော်ပေးရကျွန်တော်ဆရာမဒါရယ်ပြီးတော့ဒါပဲဟုတ်တယ်အဲ့ဒါဒါနဲ့ဒီ sound အုပ်ကကျွန်တော်ဒါဝယ်လိုက်သေးတယ်ဂျပန်ရောက်တော့ကျွန်တော်ဒါဝယ်တာဘာလဲ stoic လို့ခေါ်မှာအဲ့ဒါကျွန်တော် pronunciation မှားလိုက်မယ် stoicism လားအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်အရင်စိတ်ဝင်စားတာကျွန်တော်စိတ်ဝင်စားအဲ့ဒီ ideology နဲ့ပတ်သက်ပြီးကျွန်တော်အဲ့ဒါနဲ့ကျွန်တော်လိုက်ပြီးကျွန်တော်လိုက်ကြည့်ရောအဲ့ဒါပတ်သက်ပြီးကျွန်တော်စာအုပ်ပေါ့နော်အဲ့နဲ့လိုက်ကြည့်ရောဒီစာအုပ်နှောက်ကိုကျွန်တော်စောက်တွေကျွန်တော်တွေ့တာဒီစောင်းတော့ကျွန်တော်ဒီလူနှစ်ယောက်နဲ့ပတ်သက်ကျွန်တော်သဘောကျလို့အထူးသဖြင့်ဒီ Marcus နဲ့ပတ်သက်ကျွန်တော်သဘောကျတော့ကျွန်တော်ဝယ်ဖတ်ကြည့်ရပါတော့ဒါပေမဲ့ကျွန်တော်အရင်ဖတ်ရခဲ့တယ်ကျွန်တော်တေချာမလေးလာလိုက်အောင်ပေါ့နော်စောင်းမဝယ်ငယ်ဒါဒီစောင်းအရင်ဖတ်ရခဲ့တယ်ကျွန်တော်နားရတဲ့ဒီ sound တော့လုံးဖတ်ဖို့ဟိုဘယ်လိုခေါ်မလဲဒီ sound တွေဆိုင်ဒီရတဲ့ဆိုင်ဒီဥစ္စာကျွန်တော်လုံးဖတ်ကျွန်တော်လုံးဝရက်ထားကျွန်တော်တော့မျိုးတေချာအချိန်ပေးပြီးကျွန်တော်ဖတ်ဖို့ဆိုပြီးတော့ရက်ထားဒီ sound ရတာletters from stoic meditation ဆိုတာတော့ဘာလဲဆိုတော့သူကဟိုမှာကျွန်တော်ဟိုလုံးတယ်လို့ပဲကွာဒီလူကသူဒီစောင်းရေးရတဲ့ဆိုင်သူ့ရဲ့ဒီ diary ပေါ့နော်သူ့ရဲ့ diary ဒီ journal လို့ခေါ်မှာအဲ့ဟာနဲ့ပတ်သက်ပြီးအဲ့ဒီဟာကိုဖတ်နေရပါကွာမင်းတို့မဆိုရင်ဒီလူကစာအုပ်ရေးရမှာသူ့ရဲ့ diary ကိုကျွန်တော်ထိုင်ဖတ်နေရတယ်လို့မျိုးခက်တယ်ဘယ်လိုမျိုးကျွန်တော်မဖတ်တတ်သေးဘူးဒီစာအုပ်တေချာမဖတ်တတ်သေးဘူးစာအုပ်ရဲ့ဟိုမှာဒီလောက်ပဲကျွန်တော်ဖတ်ရတယ်ကျွန်တော်တင်ဒီလောက်ပဲကျွန်တော်ဖတ်တော့ဖတ်တာကျွန်တော် anyway ထားတော့ဆိုတော့ဒါပါနော်အဲကျွန်တော်အခုဒီနေ့ပေါ့နော်ဒီနေ့ကျွန်တော်ဘာလို့ကျွန်တော်ဒီစောက်ကျွန်တော်ဒီနေ့ကျောင်းပေးရမလို့ပေါ့နော်ကျွန်တော်အဲ့နဲ့ရှိဘူးရမှာကျွန်တော်စောက်ကျွန်တော်သွားပဲတာသူစောက်ဝယ်ဖို့တော့အောင်မို့အမှန်တကယ်ဆိုရင်တော့ဒီနေ့ပဲကိုယ်အေးစေးထိုင်မျိုးစာရေးပါညာကျွန်တော်လုပ်ပြီးတော့ဒီမှာ coffee လေးတောက်ပြီးလို့မျိုးအေးစေးလေးကျွန်တော်နေမှုအတွက်ကျွန်တော်စိတ်ပြီးတော့ပြောပေါ့နော်သွားဖို့တော့ကျွန်တော်ထွက်သွားတာဒါပေမဲ့စောက်ဝင်ကြည့်ပါမယ်လေဆိုပါရှိမလဲဆိုရတယ်ဝင်ကြည့်လိုက်တော့ကျွန်တော်ဒီစောက်တွေ့တာဘယ်လိုခေါ်မလဲစောင်းကပပသေးသေးလေးပြီးတော့ဘလောက်မှမရှိဘူးရန်900ရှိရတာမသိဘူး1000မရောက်ဘူး900ရှိရနှုတ်ရထိုးပဲအဲကြောင့်ဒီစောင်းသေးသေးလေးကျွန်တော်ပြီးတော့ကျွန်တော်ဝယ်ဖက်တယ်ဘာလဲဆိုတော့ Leonoske Octagon ဆိုရစာရေးစရာဟိုနာမည်ဟို the life of a stupid man ဆိုကျွန်တော်ဒီလိုမျိုးစောက်သေးသေးလေးဆိုရင်ကျွန်တော်ကြိုက်တယ်ဒီလိုလောတစ်ချက်စာလေးပဲဖ
က်ရလွယ်အဲ့လိုမှရထားမှာပါနေဆိုရင်ဖက်လို့လွယ်ပေါ့ဆိုတော့ကျွန်တော်ဖတ်နေအောင်ပဲပေါ့နော်ကျွန်တော်ခဏရက်ထားတာဟိုကကျွန်တော်ဒီဗီဒီယိုပြီးကျွန်တော်ဒါဆက်ဖက်အောင်ပါပြီးရတဲ့ကျွန်တော်ဖတ်မှာဟိုကဖတ်လို့ကောင်းတယ်နာမည်ကပတ်တော့ကျွန်တော်ဒီဂျပန်ရဲ့ဒီ author နဲ့ပတ်သက်ပြီးပေါ့နော်ဒီ literature နဲ့ပတ်သက်ပြီးကျွန်တော်အရင်ကကျွန်တော်စိတ်ဝင်စားတာဘာလို့လဲဆိုတော့ကျွန်တော် anime ကျွန်တော်ကြည့်အောင် anime ကြည့်ဒီ Akutagawa တို့နောက်စာရေး anime ကြီးဆိုရင်လူရန်သိရပေါ့ဟိုဒါဇိုင်းအိုဆာမဆိုလိုမျိုးတို့တင်လာဟို Bongo Stray Dog ထဲမှာ Bongo Stray Dog anime ရှိရဟိုအဲ့ထဲမှာပါတဲ့ဒီ character တွေရဲ့နာမည်တကယ်ပြောလို့ဆိုရင်အပြင်မှာတကယ်ရှိတဲ့လူရဲ့စာရေးစရာတွေရဲ့နာမည်ပေါ့ဆိုတော့ဒီတော့အဲ့လူတွေကပါလဲဆိုတော့အဲ့လိုမျိုးဒီ psychology တို့psychology ကိုခေါ်မှာအဲ့လိုမျိုးဒီလူတွေရဲ့စိတ်နဲ့ပတ်သက်ပြီးတော့ရေးရဲ့စာရေးစရာတွေခေါ်မှာဥပမာတည်ရမလားရှိရလေဟို fantasy ဒီမှာ Harry Potter လို့မျိုးကျွန်တော်အဲ့လိုမျိုးဖတ်ရကျွန်တော်မကြိုက်ဘူးလို့မျိုးလူတွေရဲ့စိတ်နဲ့ပတ်သက်ပြီးတော့လို့မျိုးလေးလာတော့ကျွန်တော်ကြိုက်တယ်ဆိုတော့ဒီလိုမျိုးဖတ်ရကျွန်တော်ရန်လို့ဆိုဒီလူတွေကလည်းအဲ့ဟာမျိုးရေးရလူပါဟိုဒါဆိုင်ဆိုရင်ဟိုမှာဘယ်လိုခေါ်မလဲတော့ဒီလူတွေဆိုရင်အမှန်ပြောလို့ဆိုရင်ဟိုဒီစာအုပ်တွေကိုရေးပြီးတော့တည်သွားတာမျိုးပြောရတော့တမျိုးပဲဒါပေမဲ့တည်မလားအဲ့လူတွေရဲ့နည်းနည်းတောက်တယ်ပေါ့နော်ပြောရမှာအဲ့လူတွေရဲ့အတွင်းထဲကစိတ်ကိုနားနေစင်တော့ခုပါပြောတော့ဒါပေမဲ့နားတယ်လို့နားတယ်မယ်ကျွန်တော်ပြောချင်မှာအဲ့လိုမျိုးပါသူတို့ကိုကျွန်တော်နားရကြည့်ချင်တာပါတည်လားသူတို့စာရေးသူတို့ဘယ်လိုမျိုးစဉ်းစားသူတို့ဘယ်လိုမျိုးဘာကိုပြောချင်တယ်လဲဆိုတော့ကျွန်တော်နားရချင်တော့အဲ့နဲ့စမ်းဖက်ကြည့်ရပါတော့အဲ့မှာဖက်ကြည့်ရအဲ့ဒါလေးတွေ့ရတော့တာဝင်လိုက်တယ်ပြီးတော့ကျွန်တော်စောက်တုတ်ထမှာလေအဲ့ဒီဒါဆိုင်ရဲ့နာမည်အကြီးဆုံးစာအုပ်အဲ့ဒီ No Longer Human ဆိုတော့ဟိုကနေငန်းရှိကဂျပန်ပြောမှာဆိုအဲ့စာအုပ်ကျွန်တော်ဝယ်ရရောက်တော့မယ်ဒီစာအုပ်ဖတ်ပြီးသွားရင်အဲ့ဒါလေးဖတ်မယ်လို့အဲ့စာအုပ်ကကျွန်တော်ဒီ site ဒီလိုမျိုး size ကျွန်တော်ဖတ်လို့ကောင်းလားကျွန်တော်တော်တော်သဘောကျအောင်ကျွန်တော်ဒီနေ့ဖတ်ပြီးတော့ Akutagawa ရဲ့တော်တော်သဘောကျဂျပန်ရဲ့ literature nice so တမျိုးပဲဘာလို့လဲကျွန်တော်တခါမှဘယ်လိုကောင်းမလဲဒီကောဟိုမစင်နာဘူးစောင်းကျွန်တော်စောင်းနံပါတ်စောင်းဖတ်ဖို့ဆိုဝေးတော့ပြီပေါ့နော်ကျွန်တော်ဒီလိုမျိုးစောင်းနံပါတ်ပြီးတော့ကျွန်တော်ဗီဒီယိုလုပ်မယ်ဆိုတော့ကျွန်တော်လည်းဒီလိုပဲကျွန်တော်ကိုလုပ်ဖြစ်မယ်လေကျွန်တော်မထင်တော့ဘာစပြောအောင်ကျွန်တော်လည်းပတ်သက်ပြီးတော့ပြောမယ်ဆိုရင်အဲ့လိုပေါ့နော်ကျွန်တော်ရေးရကျွန်တော်တရက်ကျွန်တော်အဲ့ South East မှာကျွန်တော်ရေးရပညာပြန်ရောက်ပြီဆိုရင်ကျွန်တော်အဲ့ဒီကျွန်တော် data ဒီက main ကျွန်တော်သုံးတဲ့စာအုပ်အကြီးမှာအကုန်လုံးကျွန်တော်တရက်ကျွန်တော်ဘယ်လိုစဉ်းစားပါဘယ်လိုအတွေးဝင်လဲဘာမျိုးဘာကောင်းတယ်လို့စိုးရဲဟာရောကောင်းတဲ့ဟာရောအကုန်လုံးကျွန်တော်အမိုက်ပုံလုံးမျိုးပြောအောင်လားကျွန်တော်လည်းအကုန်လုံးကျွန်တော်ပြစ်ထည့်ဆောက်လို့မှကျွန်တော်အကုန်ပြစ်ထည့်ဆိုဟိုတချင်းဖွင့်ပြီးတော့ဒီဖြိုးရဒီပဲကောင်းများကောက်ဝိုင်းလာလို့ထင်လိုက်လားကျမဘယ်လိုခေါ်မလဲကျွန်တော်အရင်မစင်ကျွန်တော်အရင်ကအဲ့တော့ထိကျွန်တော်မစင်စားမိဘူးတော့အဲ့ကျွန်တော်လည်းပတ်သက်ပြီးတော့အနီမထားပါတော့ကျွန်တော်တကယ်လုပ်ကြည့်တော့လုပ်ချင်လို့လည်းမဟုတ်ဘူးဒါပေမဲ့တူဖြစ်သွားပြောမလားလုံးမယ်ဆိုပြီးဖြစ်သွားတာဘယ်တော့မှမစင်စားဘူးစာရေးမယ်စာဖတ်မယ်ဆိုတဲ့ကိစ္စထားမစင်စားဘူးကျွန်တော် breakfast ကျွန်တော်မစားဖြို့ကျွန်တော်တော်တယ် breakfast စားဖို့အတွက်ကိုတရားပြီးရင်နောက်ဒီနေ့တော့ဘာလုပ်မလဲရေ2လီတာကျွန်တော်တရက်ကျွန်တော်ရေကိုကျွန်တော်2လီတာကောင်းတောက်နေရတယ်ပေါ့အဲ့လိုမျိုးတည်းမှာအဲ့လိုမျိုးတော့ကိုကျွန်တော်ကိုယ့်ကို reminder ကိုတက်စားဝင်မှာတော့ basically ကျွန်တော်ပြောမှဆိုရင်ကျွန်တော်အဲ့စာဝင်တော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော် game ဆိုတော့ကျွန်တော်အရင်ကြိုက်တယ်ကွာ game ဆိုတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ဒီ RPG game တွေမှာဆိုရင်ရှိရကွာတင်မလား quest
quest book တွေပါဆိုရင်ရှိရမှာဒီတဲ့ daily quest တို့ weekly ပါတို့ညောင်းတည်ရမှာ quest ရှိကျွန်တော် game ကိုကြိုက်တယ်ဒါပေမဲ့ကျွန်တော် game ဆုံးကျွန်တော်အချိန်မရှိတော့ဒီမှာဒါတွေလုပ်မှာဆိုရင်ကွာဟိုဘယ်လိုခေါ်မလဲအနွားကြီးတွေတော့ကွာပြင်းစရာကွာလုပ်မှာဆိုရင်ဒါကြီးကိုအလုပ်တစ်ခုလုပ်နေရမှာကွာဒါဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီစာအုပ်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ quest RPG တွေကကျွန်တော် quest book လို့လုပ်လိုက်တယ်ကွာဆိုတော့ဒီ text ခုပြီးသွားရင်ဘယ်လောက်ဘာပဲညာဖြစ်တယ်ဘယ်လောက် text ဘယ်လောက် experience ဘယ်လိုအဲ့ဒါကျွန်တော် rewarding system နဲ့ကျွန်တော်လုပ်ပြီးတော့ကိုလို့ခေါ်ရင် it's fun to live ကွာ cringe တော့ပြောမှဆိုရင်တော့ဟိုလို့ခေါ်မလဲတခုဒီလိုမျိုးတည်းမလားဒီလောက် simple ဖြစ်တဲ့အရာတွေကိုလို့ခေါ်မလဲနည်းနည်းဟိုgame sort တယ်လို့ခေါ်မလားဆိုပျော်စရာယူခေါ်မှာလုံနေရတာကွာအလုပ်တစ်ခုလိုလုံနေတာမဟုတ်တော့ကွာလုံတဲ့အရာချင်းတူတော့မှဘယ်လိုခေါ်မလဲအမြင်မတူခေါ်မလားလောကအမြင်မရှိတော့ကျွန်တော်စကားပြောတော့ကျွန်တော်အရင် I'm really bad at giving explanations စိတ်ပိုင်းပါတော့ကျွန်တော်ဗီဒီယိုလုပ်မှာပေါ့နော်ဒီလိုမျိုးဗီဒီယိုတွေပဲမဟုတ်ဘူးเนาะကျွန်တော် vlog လည်းကျွန်တော်လုပ်မှာပေါ့ဟိုပါတယ်ကျွန်တော်ဟိုသွားတီတော့ vlog တွေပါတယ်ကျွန်တော်စိတ်ကူးပေါင်းကျွန်တော်လုပ်မှာပေါ့နော်ဆိုတော့ဒီလိုရင်ဗီဒီယို quality ကောင်းရင်ကောင်းလာမှာပါဆိုတော့လောလောဆယ်တော့ဒီလောက်နဲ့ပဲကျွန်တော်ရဲ့ journey ကို record လုပ်တဲ့ပုံမျိုးနဲ့ကျွန်တော်လုပ်ချင်တာပေါ့နော်ကျွန်တော်ချရရေးရတယ်ဟို video ဆိုရင် video record နဲ့ကျွန်တော် journey ကိုပြချင်တယ်ပေါ့နော်ကြီးရဲ့ audience ကိုကျွန်တော်နဲ့တူတူပေါ့စဉ်းစားရကျွန်တော်လုပ်ဖြစ်သွားလို့ပဲကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးမစဉ်းစားပဲကျွန်တော် video ကိုအင်းစေကောက် record လုပ်နေတာအခုတော့ကျွန်တော်အဲ့လိုမျိုး idea ရောက်သွားပြီပေါ့ဆိုတော့တော့ပါပဲကျေးဇူးတင်ပါတယ်အားလုံးပဲပါပါ